ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်အိမ်ဘေးမှာတချင်းဖွင့်လာတဲ့နေ့တီးခမ်းပြီးနားထောင်ပြီနော်ဒီနေ့မှာတော့လူတယောက်ရဲ့လမ်းလျှောက်ပုံကိုကြည့်ပြီးသူ့ရဲ့စိတ်နေစိတ်ထားနဲ့အကျင့်စရိုက်ကိုဘယ်လိုသိနိုင်မလဲဆိုတာအတိအကျကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်လူတယောက်ရဲ့လမ်းလျှောက်ပုံဟာသူ့ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအများကြီးဖော်ပြနေတတ်ပါတယ်နံပါတ်1ကောင်းမော့ပြီးလမ်းလျှောက်တဲ့လူတွေဟာကိုယုံကြည်မှုရှိတတ်ပါတယ်ကောင်းဆောင်စိတ်ရှိပြီးအောင်မြင်ခြင်းစိတ်ပြင်းထန်တတ်ပါတယ်နံပါတ်2ကောင်းငုတ်ပြီးလမ်းလျှောက်တဲ့လူတွေဟာစဉ်းစားတွေးခေါ်မှုများတတ်ပါတယ်တခါတလေအားငယ်စိတ်ဝင်တတ်ပါတယ်နံပါတ်3လမ်းမမြန်လျှောက်တဲ့လူတွေဟာတက်ကြွပြီးအချိန်ကိုတန်ဖိုးထားတတ်ပါတယ်အလုပ်လုပ်ရမှလည်းမြန်ဆန်တတ်ပါတယ်နံပါတ်4လမ်းတစ်ဖြည်းဖြည်းလျှောက်တဲ့လူတွေဟာစိတ်အေးပြီးတတိကြီးတတ်ပါတယ်အလုပ်တစ်ခုလုပ်ရင်တေချာစဉ်းစားတတ်ပါတယ်နံပါတ်5ခြေလှမ်းကြည်ကြဲလျှောက်တဲ့လူတွေဟာတတိရှိတတ်ပါတယ်စွန့်စားလို့စိတ်များတတ်ပါတယ်နံပါတ်6ခြေလှမ်းတေးသေးလျှောက်တဲ့လူတွေဟာတတိထားတတ်ပါတယ်ငြိမ်သက်တဲ့ဘဝကိုနှစ်တတ်ပါတယ်နံပါတ်9လူကိုလှုပ်ရှားနဲ့ရှောက်တဲ့လူတွေဟာပျော်နေတတ်ပြီးလူမှုဆက်ဆံရေးကောင်းတတ်ပါတယ်နံပါတ်10လက်ပိုက်ပြီးရှောက်တဲ့လူတွေဟာကိုယ်အသွေးနဲ့ကိုယ်နေတတ်ပါတယ်ဒဇိန်တွေနဲ့အလွယ်တကူမရင်နှီးတတ်ပါဘူးနော်နံပါတ်9လမ်းလျှောက်ရင်ဖုံးကြည့်တတ်တဲ့လူတွေဟာအာယုံပြန်လွယ်တတ်ပါတယ်ဒါပေမဲ့အသစ်တွေကိုစိတ်ဝင်စားတတ်ပါတယ်နံပါတ်10နောက်ကျော်မမနဲ့လမ်းလျှောက်တဲ့လူတွေဟာစီကံရှိတတ်ပါတယ်လူအများရဲ့လေးစားမှုကိုရရှိတတ်ပါတယ်ဒါကြောင့်လူတယောက်ရဲ့လမ်းလျှောက်ပုံကိုကြည့်အောင်နဲ့သူ့ရဲ့အကျင့်စရိုက်အချိုးကိုသိနိုင်ပါတယ်သင်ကရောဘယ်လိုပုံစံလမ်းလျှောက်တက်လဲကွန်မန့်မှာရေးခဲ့ပါနော်မိတ်ဆွေတို့ကလူတယောက်ကိုကြည့်လိုက်တာနဲ့သူ့ရဲ့လမ်းလျှောက်ပုံကြည့်ပြီးသူ့ရဲ့အကျင့်စရိုက်ကိုခန့်မှန်းလို့တတ်သွားပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုလာမျှဝေတာပါအားလုံးကျေးဇူးများ